ထမဦးဆုံးလေ့ကျင့်ခန်းကတော့လေ့ကျင့်ခန်းပေါ့နော်လေ့ကျင့်ခန်းကတော့အဓိကအရန်ကိုနာကျင်နေတဲ့အချိန်တွေမှာဘယ်လိုမျိုးအနာကျင်သက်သာအောင်ခါနာတာအနာကျင်သက်သာအောင်လုပ်အောင်လဲဆိုတော့လေ့ကျင့်ခန်းပဲဖြစ်ပါလေ့ကျင့်ခန်းဆိုရင်လည်းဒါ positional relief ပေါ့နော် positional relief ဆိုတော့ခန္ဓာကိုယ်အနေထားမှမူတည်ပြီးတော့ဘယ်လိုခါနာတာသက်သာမလဲဆိုတော့သိရုပ်ပြမှာဖြစ်ပါတယ်ပထမဦးဆုံးလုပ်ရမှာတော့ကတင်အမှာရှိလို့ရှိရင်ပိုကောင်းပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကြမ်းမြင်ပေါ့ဒီထိုင်ချပြီးတော့လုပ်လို့ရပါတယ်ခါရမ်းနာတဲ့လူတွေမှာဆိုရင်တော့ကြမ်းမြင့်ပေါ့ခါကုန်းပြီးတော့ထိုင်ချတာဟုတ်လုပ်ပါနဲ့အရင်ဆုံးလုပ်တာတော့ဖြည်းဖြည်းချင်းနဲ့တူကိုထောက်ချပါပြီးလို့ရှိရင်လောက်ရမှာတော့ခေါင်းတစ်လုံးကိုယ့်ရဲ့ဘိုက်အောင်မှာထားပါဖြည်းဖြည်းနဲ့အောက်ကိုနှိပ်ချပြီးတော့ပေါက်ချပါခါနာတဲ့လူတော်တော်များများမှာဒီလိုမျိုးမှောက်ရက်နေလိုက်လို့ရှိရင်ပဲခါနာတာတော်တော်များများတက်တာသွားတယ်ပါဒီလိုမျိုးနေလို့10မိနစ်ခွဲ2မိနစ်လောက်ကြာလို့ရှိရင်ပို့ပြီးတော့နည်းနည်းတက်တာလာလို့ရှိရင်ကောင်းနောက်တစ်လုံးကိုယူပြီးတော့ကိုယ့်ရဲ့ရှင်မအောက်မှာထားပါပြီးလို့ရှိရင်ဒီကောင်းကိုဒီလိုဖတ်ထားလိုက်ပါအဲ့တော့အဓိကတော့ဒီခါနောက်မှာရှိတဲ့ကြွက်သားတွေကခါနာနေတဲ့အချိန်မှာရမ်းကိုတောင့်တင်းပြီးတော့ spasm တွေရနေတဲ့အတွက်ကြောင့်မလို့ဒီလိုနေလိုက်တဲ့အခါမှာခါရဲ့ကြွက်သားတွေကအနည်းငယ်ပြေလျော့သွားတော့တွေ့ရပါတယ်အဲ့လိုမျိုးဒီလိုမျိုးနေရနေပြီးတော့အဓိကလှုပ်ချင်တာတော့ခါကိုသူတို့ကော့တဲ့အနေထားမှာထားကြပါတယ်အဲ့တော့အချင်းဆုံးအောက်မှာလက်လေးကိုဒါလေးခံပေးပါဒီလောက်ထိကိုတတ်နိုင်ပြီဆိုရင်တစ်စင့်တက်ချင်လို့ရှိရင်တစ်ထောင်ကိုထောက်လိုက်ပါဒီလိုမျိုး10မိနစ်ခွဲရနေပြီးတော့2မိနစ်လောက်ကြာတဲ့အထိကိုနေလို့ရပါတယ်အဲ့လိုနေလိုက်လို့တော်တော်လေးတက်တာလာပြီဆိုလို့ရှိရင်ဆက်ပြီးတော့လုံနိုင်သေးလို့ရှိရင်လက်နှစ်ဖက်ကိုထောက်ပြီးတော့အပေါ်ကိုခါကိုပိုကော့လို့ရပါတယ်ဒါမှမဟုတ်ဘဲနဲ့ဒီလောက်မှပဲလုံနိုင်တယ်ဒီလက်ပေါ်ကြီးမတက်နိုင်တော့ဘူးဆိုရင်တော့ဒီလောက်နဲ့ပဲရက်လို့ရပါတယ်ဒါအင်မတန်မှကိုရိုးရှင်းပြီးတော့လွယ်ကူပြီးတော့အမြန်ဆုံးခါနာတာကိုတက်တာစေနိုင်တဲ့နည်းပါတကယ်လို့ခါကကိုယ့်ရဲ့ဒီညာဘက်မှာနာနေမယ်ဆိုလို့ရှိရင်ညာဘက်ကခါကိုပို့ပြီးတော့တက်တာအောင်လို့ခြေထောက်လေးကိုညာဘက်ဒူကောင်းလေးဒီလိုလေးခိုးရထားနိုင်လို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းခြေထောက်ကိုမကွေးခြင်းတင်ပါကိုဘယ်ဘက်ကိုအသာလေးဒီလိုလေးရွှေ့ထားလို့ရပါတယ်ဒီလိုရွှေ့ထားလိုက်လို့ရှိရင်ညာဘက်မှာရှိတဲ့ခါးချွတ်သားတွေကိုပို့ပြီးတော့ယော့ပြီးတော့ relax ဖြစ်စေပါတယ်အဲ့တော့ဒီအချိန်တွေမှာတက်တာပြီဆိုလို့ရှိရင်ပို့ပြီးတော့တဖြည်းဖြည်းနဲ့စမ်းတက်လို့ရလို့ရှိရင်လက်နှစ်ဖက်ကိုထောက်ပြီးတော့ဒီလိုမျိုးဒီလိုအနေထားရှိစမ်းတက်ကြည့်ပါအဲ့မှာခဏလောက်ထားပြီးတော့အောက်ကိုပြန်ချပေးရပါတယ်ဒီအနေထားနဲ့နားနေနိုင်ပါတယ်အဲ့တော့မခံမြန်းတာကိုခါနာနေတဲ့လူတွေမှာဒီလိုအနေထားကခါနာတာကိုအမြန်ဆုံးတက်တာစီပါလိမ့်မယ်ပြီးလို့ရှိရင်ပြန်ထားတဲ့အခါမှာအရေးကြီးပါတယ်ပြန်ထားတဲ့အခါမှာခါကိုခါနဲ့ကိုယ်နဲ့ကိုတသမတ်ထဲနဲ့တစ်တုံးကြီးလိုပဲတပြေးညီရွှေ့ပါအဲ့လိုရွှေ့လို့ရအောင်လို့ကိုတစ်ဖက်ကိုလှိမ့်လိုက်ပါပြီးလို့ရှိရင်ဒီဘက်လက်ကအောက်ကိုထောက်ပြီးတော့ဘယ်ဘက်လက်ကတတောင်နဲ့ထောက်ပြီးတော့ဖြည်းဖြည်းချင်းထားထိုင်ပါဒီလိုထားပြီးလို့ရှိရင်ခါနာတော့တော်လို့ရှိရင်ကိုလုံးဆရာရှိတာလေးတွေကိုဆက်ပြီးတော့လုပ်လို့ရပါတယ်တချို့လူတွေမှာဒီလိုမျိုးမှောက်ရအနေထားနဲ့ခါကော့တဲ့အနေထားနဲ့မသက်တာတဲ့လူတွေမှာဆိုရင်တော့ပလက်အနေထားကိုစမ်းသပ်ကြည့်လို့ရပါတယ်ပြောမယ်ဆိုတော့ခါအောင်မှာခေါင်းကိုခူးလိုက်တာပါခုနပြောသလိုပဲအထူးသတိထားပြီးတော့ခါကိုတန်းလိုက်တော့မလှုပ်ဘဲနဲ့နောက်ကိုထိုင်ကြပါခေါင်းကိုခံတာပါဖြည်းဖြည်းချင်းအောက်ကိုအိတ်ချလိုက်ပါဒီလိုမျိုးဖြစ်လို့ချင်းခါရဲ့ကဘေးချကော့သွားတဲ့အတွက်ကြောင့်မလို့ကုန်းလို့ဖြစ်တဲ့ဒီခါလာယောဂကြောင့်မလို့ဖြစ်တဲ့မဆယ်ရပြန်ပြီးတော့ပြန်ကော့သွားတဲ့အတွက်ကြောင့်မလို့ခါနာဝင်တာတက်တာပါနဲ့ဒီလိုမျိုး10မိနစ်ခွဲရနဲ့2မိနစ်လောက်ကြာအောင်နေကြည့်ပါတချို့ဒီကျမ်းမာရေးနဲ့ဆိုင်တဲ့ဈေးဆိုင်တွေမှာ
ဒီလိုမျိုးခါအောင်မှာထားတဲ့ဒီထောက်ကူပြုပစ္စည်းတွေဝယ်လို့ရပါတယ်ဒီဟာဆိုရင်တော့အဆင့်3ဆင့်ရှိပါတယ်ဒါခါရဲ့အောက်မှာဒီကာဗေချာတိုင်းကိုထားလို့ရတဲ့ပစ္စည်းပါဒါ online တွေလည်းမှာကြည့်လို့ရပါတယ်အဲ့လိုမျိုးဆိုရင်ခုနအတိုင်းပဲဒါခေါင်းနဲ့သဘောချင်းတူတူပဲခါအောင်မှာထားပြီးတော့ဒါတော့နံပါတ်1ပဲထားတော့ပါတယ်ကျွန်တော်နောက်ကိုလှန်ပြီးတော့အိတ်လိုက်ပါဒီလိုမျိုးဆိုရင်ခါကော့သွားတဲ့အတွက်ကြောင့်မလို့ဒီခါတော်ဝင်သနာကိုတက်တာစီပါတယ်ဒီလိုမျိုးကြာမယ်မြတ်ချာအောင်ထားပါအနည်းဆုံးတော့2မိနစ်လောက်ထိကိုခါကိုဒီလိုကော့ထားတဲ့အနေထားမှာနေကြည့်ပါတချို့လူတွေမှာဆိုရင်တော့ဒီခါနာရတယ်မကမဲနဲ့ဒီ sciatica nerve ပါထိတဲ့အတွက်ကြောင့်မလို့ခြေတော့ပါနာတတ်ပါတယ်အဲ့ဒီလိုလူမျိုးတွေအတွက်ဆိုရင်ကျွန်တော်တို့ sciatica stretch လေ့ကျင့်ခန်းတွေရှိပါတယ် stretch လုပ်လေ့ကျင့်ခန်းတွေရှိပါတယ်ဒါပေမဲ့ပထမဦးဆုံး acute phase မှာဆိုရင်တော့အဲ့လို stretch လုပ်တာအားမပေးပါဘူးဒါကျွန်တော်တို့အခုနံပါတ်1ပထမဦးဆုံးအဆင့်ပဲရှိပါသေးတယ်အရှာကိုနာကျင်နေတဲ့အဆင့်မှာဆိုရင် sciatica nerve ကိုတက်တာအောင်ဒီဘယ်လိုလုပ်လဲဆိုတာကိုပြပါပထမဦးဆုံးလေ့ကျင့်ခန်းကတော့အရင်ဆုံးအခုလိုနေထားနဲ့ထားပါပြီးရင်ခြေထောက်နှစ်ဖက်ကိုဟိုဘက်ဒီဘက်ကိုအသာလေးအတက်နိုင်ဆုံးရွှေ့ပါဒီလိုမျိုးဒီတင်ပစောကိုလိမ်ပြီးတော့အဲ့လိုဖြစ်တဲ့အခါမှာခါမှာ stretch ကိုခံစားရပါလိမ့်မယ်ကိုတက်နိုင်သလောက်အတင်းအကျပ်ကြီးတော့မလုပ်ပါနဲ့နောက်တနည်းကတော့ဒီ sciatica nerve ကိုသက်သာစေတာသူကဒီခြေထောက်ကိုအပေါ်ကိုမြှောက်ထားလို့ရှိရင် sciatica nerve sciatic pain ကိုသက်သာစေတဲ့ကြောင့်မလို့ခုံကိုသုံးပြီးတော့ခြေထောက်ကိုတင်လို့ရပါတယ်ခြေထောက်ကိုဒီလိုတင်ထားလိုက်လို့ရှိရင်ဒီ sciatic nerve ကို relax ဖြစ်စေပါတယ်ဒီလိုအနေထားမျိုးကဒီခါနာပြီးတော့ဒီ sciatic nerve pain sciatica ရှိရလို့အတွက်တော်တော်လေးကိုတက်တာသွားစေပါတယ်အဲ့တော့အိမ်မှာဒီကလထိုင်ခုံရှိလို့ရှိရင်ဒီလိုလက်ကျက်ကမျိုးကိုလုပ်လို့ရပါတယ်ဒီလိုနေထားမျိုးနဲ့တက်တာနိုင်ပါတယ်နောက်တစ်ခုကတော့ဒီနံရံရှိလို့ရှိရင်လည်းနံရံပေါ်မှာခြေထောက်ကိုဒီလိုနေထားနဲ့ဒီနံရံကိုပေါ်မှာခြေထောက်ကိုမှီထားနိုင်ပါတယ်တစ်ခုကတော့နံရံပေါ်မှာခြေထောက်ကိုဒီလိုထောင်ထားလို့ရှိရင်ခြေထောက်ချက်သားတွေပုံပြီးအလုပ်လုပ်ရတဲ့အတွက်ကြောင့်မလို့ဒီလိုခုံပေါ်ကိုတင်တာပုံပြီးတော့တက်တာရှိတာကိုတွေ့ရပါလိမ့်မယ်နောက်တစ်ခုကတော့ဒီလိုခုံမထားချင်ဘူးကျန်းကျင်ပေါ်မှာအိတ်ချင်ဘူးကိုယ့်ရဲ့အိတ်ရပေါ်မှာဆိုရင်ခေါင်းသုံးလေးလုံးခြေထောက်အောက်မှာဆင်ထားပြီးတော့ဒီလိုနေထားနေနိုင်ပါတယ်အဲ့လိုနေလိုက်လို့ရှိရင်လူတော်တော်များများမှာဒီခါလာတာနဲ့ခြေထောက် sciatica nerve pain ကတော်တော်လေးကိုသက်သာသွားတာကိုတွေ့ရပါတယ်ကျွန်တော်တို့ခုနကလိုမျိုးပထမအဆင့်ဒီခါရန်အောင်နာကျင်နေတာတက်တာသွားပြီဒီလို position တွေအနေနဲ့တက်တာသွားပြီဆိုလို့ရှိရင်ဆေးတောက်လို့တက်တာသွားပြီဆိုရင်ဒီဒုတိယအဆင့်ကိုရောက်ပါတယ်ဒီပထမအဆင့်မှာကျွန်တော်ပထမအဆုံးရှင်းပြတဲ့အပိုင်းမှာပြောခဲ့သလိုပဲ ibuprofen paracetamol တောက်လို့ရသလိုတချို့ဆရာဝန်တွေကတော့ antispasmodic ပေါ့နော်လို့ထားစစ်ပန်လို့စိတ်မျိုးတွေပေးတာမျိုးရှိပါတယ်တော်တော်လေးကိုဆိုးရတဲ့လူတွေမှာတော်တော်လေးကိုပြန်မကောင်းတာတဲ့လူတွေမှာတချို့အာယုံကြောနဲ့ပတ်သက်တဲ့ဆေးတွေ pregabalin တို့ gabapentin တို့ amitriptyline တို့အဲ့လိုမျိုးတွေပေးတာလည်းရှိပါတယ်အရန်ကိုနာကျင်တဲ့အဆင့်ကိုလွန်သွားပြီးတော့အခုလိုဒုတိယအဆင့်ရောက်လာပြီဆိုရင်နည်းနည်းလေးတက်တာလာပြီဆိုရင် stretching exercise ကိုလုပ်နိုင်ပါတယ်အခု stretching exercise ကိုပြောပါမယ်ပထမဦးဆုံးသတိထားပြီးတော့ဒီလိုထိုင်ပါထိုင်ပြီးလို့ရှိရင်ဒီလိုလေးဘက်အနေထားနဲ့စနိုင်ပါတယ်လေးဘက်အနေထားနဲ့စပြီးလို့ရှိရင်ကျွန်တော်တို့တင်ပါးကိုအနောက်ကိုထိုင်ချလိုက်ပါခြေမျက်စိပေါ်ကိုထိုင်ချလိုက်ပါပြီးလို့ရှိရင်ခါကိုလက်ကိုရှေ့ကိုဆန့်ထုတ်ပြီးတော့ခါကိုတက်နိုင်ဆုံးဆန့်ထုတ်ပါဒါ stretch ပါပဲခါတစ်ခုလုံးကို stretch လုပ်တာကိုခံစားလို့ရပါတယ်ပြန်ထားပါအသက်ကိုရှူပြီးတော့နောက်ကိုပြန်ထိုင်ပါခါကိုဆန့်ထုတ်ပါအဓိကတော့ခါမှာရှိတဲ့ကြွက်သားတွေအရွတ်တွေ
အဲ့ဒါကို stress လုပ်တာကိုခံစားမိဖို့ရည်ရှိပါတယ် now stretching exercise တခုကတော့ဒါ knee hug လို့ခေါ်ပါတယ်ဒီလိုမျိုးပလက်အနေထားနေပါနေပြီးလို့ရှိရင်ဒူးကောက်ကိုပေါ်အသားလေးယူပြီးတော့ဒူးကောက်ဖတ်လိုက်ပါရှင်ကောင်းစီကိုဆွဲပြီးတော့ဆွဲယူလိုက်ပါဒါကို knee hug လို့ခေါ်ပါတယ်ဒီလိုမျိုးဒူးကောက်ကိုဖတ်လိုက်တဲ့အခါမှာခါမှာ stretch ကိုခံစားပါဒီလိုစက္ကန့်နည်းငယ်ကြောင်ထားပါထားလို့ရှိရင်ပြန်ပြီးတော့ short ချတယ်10ချိန်ကနေပြီးအချိန်10လောက်ထိလုပ်နိုင်ပါတယ်ဖြစ်တယ်လို့ရှိရင်တော့အချိန်တော်တော်များများတစ်နေ့မှာပြန်ပြီးတော့ repeat ပြန်လုပ်နိုင်ပါတယ်နောက်တစ်ခုကကြတော့ now stretch တစ်ခုပေါ့နော်အဲ့ဒါကတော့ဒီလိုမျိုးခါကိုအပေါ်ထိကိုလောကကော့ထုတ်လိုက်တဲ့ဒီပါကြာပါမယ်ဒီလိုမျိုးတပြေးလေးဖြစ်သွားအောင်လို့ဒီလိုနေထားရတယ်ပေါ်ကော့ထုတ်လိုက်ပါတယ်ဒီလိုတပြေးလေးဖြစ်သွားအောင်ခါအောက်ပါ stretch ဖြစ်တာကိုခံစားလို့ရပါတယ်ချိန်တော့ကြာအောင်ထားပါပြန်အောက်ပြန်ချပါဒီလိုပြန်ပြီးတော့ stretch ပြလုပ်ပါပြီးတော့အခုလိုတွေးတဲ့အတိုင်းဒီလေ့ကျင့်ခန်းတွေကခါရဲ့လှုပ်ရှားမှုကိုတော်တော်လေးကိုပါဝင်စေရတဲ့ကြောင့်မလို့တော့ acute phase အရောင်းနာတဲ့အချိန်မှာဒီလိုလေ့ကျင့်ခန်းတွေလုပ်ရတာမလွယ်ကူပါမဟုတ်ပါဘူးဒါကြောင့်မလို့ဒီပြန်ပြီးတော့တတ်တာလာတဲ့စစ်ပါလောက်တာပိုကောင်းပါတယ်နောက်တစ်ခုကတော့ဒီ sciatic stretch ပါ sciatic stretch ကတော့ဟိုမှာပြောလို့ရှိရင်ဒီလိုမျိုးခြေထောက်ကိုတစ်ဖက်ချင်းစီကို stretch လုပ်တာပါဒီလို stretch လုပ်တာဟာလောလောဆယ်အရဲကို sciatic နာကျင်နေတဲ့အချိန်မှာဆိုရင်တော့တချို့ကတော့လောက်တော့အားမပေးပါဘူးဒါပေမဲ့လို့ဥမာတင်းရဲ့ sciatic pain ကဘယ်ဘက်မှာရှိရဆိုရင်အရဲနာကျင်နေတဲ့အချိန်မှာဆိုရင်ညာဘက်ကိုဒီလိုလုပ်လို့ရပါတယ်ပြန်ပြီးတက်တာလာတော့နှစ်ဖက်လုံးလုပ်လို့ရပါတယ်နောက်တစ်မျိုးကတော့ခြေထောက်ကိုလောကပေါ်ထောင်ပြီးတော့ဒါဒီလိုမျိုး stretch လုပ်တယ်နေပါပဲဒူးကောင်းအောင်ဆန်ထားတယ်တော့ကောင်းပါတယ်နောက်တစ်ဖက်ပါဒီလိုမျိုးဆိုရင်ဒီနောက်က sciatic nerve stretch ကိုခံစားလို့ရပါတယ်နောက်တစ်ခုကတော့ဒါ sciatic stretch ပါပဲအဲဒီ sciatic stretch ကဥပမာညာဘက်ကိုလှုပ်ချင်တယ်ဆိုရင်ညာဘက်ခြေထောက်ကိုချိတ်လိုက်ပါဒီနေရာက sciatic nerve ကိုထိကျင်တာဖြစ်ပါတယ်ဒီဘက်ကိုအောက်ကိုချပါပြီးလို့ရှိရင်တစ်ဖက်ကခြေထောက်ကိုဒီလိုမျိုးဆွဲပြီးတော့ stretch လုပ်လို့ရှိရင်ကျွန်တော်ဒီအောက်ကဒီညာဘက်တင်ပါအောက်က sciatic nerve stretch လုပ်တာကိုခံစားလို့ရပါတယ်ဖက်ပြီးလို့ရှိရင်နောက်တစ်ဖက်ကိုချိတ်လိုက်ပါဒီဒူးကောက်ကိုအောက်ကိုဖိချထားနိုင်တော့လက်နဲ့လှုပ်ဆောင်မလို့ပါဘူးတစ်ဖက်ကိုလက်နဲ့ဆွဲတင်ပါနောက်တစ်မျိုးကတော့ကျွန်တော်တို့ဒီလိုမျိုးဒီ disc က prolapse ဖြစ်တာတို့ nerve ကိုဖိနေတာတို့အဲ့လိုမျိုးတွေကဒီ vertebral body တစ်ခုနဲ့တစ်ခုကြားမှာ space ကျင်းတာမျိုးရှိနေပါတယ်အဲ့ဒါကြောင့်မလို့ဒီလေ့ကျင့်ခန်းကဘာလို့လုပ်တယ်လဲဆိုရင်ဒီလိုမျိုး spine ကို traction ပေးတာပါ spine ကိုဆန့်ထုတ်တဲ့အနေထားပါအဲ့တော့ညသားဖြတ်တော့ဒီကလထိုင်နှလုံးနဲ့လောက်ကြပါတယ်အထူးသဖြင့်ဒီထိုင်ကုန်တွေကကျိုးလွယ်မယ်လှုပ်ရှားဒီလိုမျိုးရွှေ့သွားနိုင်တယ်ဆိုရင်တော့သတိထားပါအထူးတင်ခါနာတဲ့အချိန်မှာကိုယ့်ကိုထိခိုက်မှုမဖြစ်စေဖို့သတိထားပါလောရမှာတော့ရှင်းပါတယ်ပထမဆုံးထိုင်ကုန်နှလုံးကြားမှာဒူးထောက်လိုက်ပါဒူးထောက်ပြီးလို့ရှိရင်လက်နှစ်ဖက်နဲ့ဒီလိုထောက်ပြီးတော့ဒီလိုမျိုးအဲ့နှစ်ဖက်ကိုဆန့်ထုတ်ပါခဏကိုလေးချိန်ကိုဒီလိုမျိုးတွဲလောင်းခေါ်လိုက်ပါ ဒီ
ဒါဆိုရင်ကြောရိုးတစ်လျှောက်မှာဒီခန္ဓာကိုယ်လေးချိန်နဲ့ဒီ weight နဲ့ဆွဲချတာကိုခံစားရပါလိမ့်မယ်တချို့ဒီအရက်ပေါ့နော်မမီတဲ့လူတွေမှာဆိုလို့ရှိရင်တော့ဒီဒူးကောင်းအောက်မှာကောင်းဖြစ်ဖြစ်ဟိုအခုခံဖြစ်ဖြစ်ခံပြီးတော့လုပ်နိုင်ပါတယ်ကျွန်တော်တို့ဒီနောက်ဆုံးအဆင့်အနေနဲ့ပေါ့နောက်ဆုံးဒီလိုမျိုးဒုတိယအဆင့်မှာတက်တာလာပြီ stretching exercise လို့တက်တာလာပြီဆိုရင်နောက်ဆုံးအဆင့်မှာဒီလိုခါနာတာကိုပြန်မဖြစ်အောင်လို့ကြွက်သားတွေကိုတတ်မအောင်လေ့ကျင့်တဲ့နည်းပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်စောင်းပါးထဲမှာဆွေးနွေးခဲ့သလိုပဲဒီတချို့လူတွေကတော့ဒီကိုလောကကြွက်သားတွေကိုတတ်မအောင်လို့လေ့ကျင့်တာပိုကောင်းတယ်လို့ပြောပါတယ်ဒါပေမဲ့လို့ဒီ sciatica nerve တို့ဒီခါနာမှာရှိတဲ့ nerve တွေကဘာတွေမှမူတည်နေလဲဆိုတော့ကျွန်တော်ရှေ့မှာရှင်းပြခဲ့တဲ့အတိုင်းပဲဒီ spine ရဲ့ဘေးတစ်ဖက်ဆက်မှာရှိတဲ့ muscle တွေပေါ်မှာမူတည်ပါတယ်ပြီးလို့ရှိရင်တင်မဆုံမှာရှိတဲ့ဒီ gluteus maximus တို့ medius တို့အဲ့ဒါတွေမှာမူတည်ပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးကြွက်သားတွေကိုတမလာအောင်လို့ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုဒီလေ့ကျင့်ခန်းနှစ်ခုလောက်ကိုကျွန်တော်ပြချင်ပါတယ်ပထမတစ်ခုကတော့ဘာလဲဆိုတော့ဒီ gluteus muscle ကိုဒီ squeeze လုပ်တာပါဒီတင်မဆုံကြွက်သားတွေကိုညှစ်တာပါအဲ့တော့ထိုင်နေနဲ့လည်းလုပ်လို့ရပါတယ်အိတ်နေနဲ့လည်းလုပ်လို့ရပါတယ်အဲ့တော့ဒီလိုလုပ်မလဲဆိုရင်ဒါအိတ်ပြီးလို့ရှိရင်ဒီတင်ဆုံချက်သားတွေကိုပဲအာရုံစိုက်ပြီးတော့ညှစ်ကြည့်ပါအဖြစ်များတာကတော့ဒီလိုမျိုးညှစ်တဲ့အခါမှာတင်ဆုံချက်သားတွေမကဘဲနဲ့ပေါင်ချက်သားတွေကိုပါညှစ်နေတာရှိတတ်ပါတယ်များသောအားဖြင့်80%လောက်ကိုတင်ပစုံကြွက်သားကိုအလုံးလုံးစီကိုအရေးကြီးပါတယ်အဲ့လိုမျိုးအတက်နိုင်ဆုံးအချိန်များဆယ်လည်းများအောင်တင်ပစုံကြွက်သားတွေကိုညှစ်ပြီးတော့လေ့ကျင့်နိုင်ပါတယ်နောက်လေ့ကျင့်ခန်းတစ်ခုကတော့တင်ပစုံကြွက်သားအပြည့်ကိုကျွန်တော်တို့ဒီကြောရိုးကြီးရဲ့ဘေးပါရှိတဲ့ကြွက်သားတွေဟာခန္ဓာကိုယ်ရဲ့ဒီအောက်ပါရှိတယ်ပေါ့နော်ခန္ဓာကိုယ်ရဲ့အောက်ပါရှိတဲ့ဒီတင်ပစုံနဲ့ဆက်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒီကြွက်သားတွေကိုတမအောင်လုပ်တာဘယ်လိုလုပ်ရလဲဆိုရင်ဝမ်းဖရဲ့အောက်ပိုင်းကြွက်သားတွေကိုညှစ်ပြီးတော့ဒီခါကိုအနောက်ကိုဖိချတာဖြစ်ပါတယ်ပို့ပြီးတော့တိတာချင်လို့ရှိရင်လက်ကိုဒီလက်ကိုခါအောက်မှာထားပြီးတော့အဲ့လက်ကိုခါနဲ့ဖိချကြည့်ပါအဲ့လိုဖိချလို့ရှိရင်ဒီဝမ်းမိုက်ကြွက်သားတွေကတင်းသွားတာကိုခံစားရပါလိမ့်မယ်အထူးသဖြင့်ဝမ်းမိုက်အောက်ပိုင်းကြွက်သားတွေပါခါကိုနည်းနည်းလေးကုန်းလိုက်တာနဲ့သဘောတရားချင်းတူပါတယ်ပို့ပြီးတော့တိတာခြင်းလို့ရှိရင်ဒီခါကိုအရှိကိုပြန်ပြီးတော့ကော့လို့လည်းရပါတယ်ဒါအပေါ်ကော့တင်တာပါဒါဘိုက်ကိုအပြေကိုပူထွက်လာတဲ့ပုံစံမျိုးခံစားရပါလိမ့်မယ်အောက်ကိုပြန်ဖိချတဲ့အခါမှာကြာရင်တော့ဘိုက်ကိုလုံးဝကိုချက်ပြီးတော့ဒီခါကိုခုနကတော့အောက်မှာခံထားတဲ့လက်ကိုဖိချတဲ့သဘောမျိုးပါပဲဒီလိုလေ့ကျင့်ခန်းတွေကိုလုပ်တဲ့အခါမှာခုနပြောသလိုတင်မဆုံကြွက်သားတွေဒီကြောရိုးဘေးမှာရှိတဲ့ကြွက်သားတွေကတန်မာလာပြီးတော့ခါနာရောဂါကိုကာဝယ်နိုင်ပါလိမ့်မယ်ပြန်ဖြစ်တာကိုကာဝယ်နိုင်ပါလိမ့်မယ်ကျွန်တော်ဒီနေ့သရုပ်ပြတဲ့ဒီလေ့ကျင့်ခန်းတွေကလူနာတွေအတွက်ကိုသုံးဝင်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲကျန်းမာကြပါစေ